Hi guys, welcome to my China trip again. ဒီနေ့ကတော့ကျွန်မရဲ့ China trip day 2လေးပဲဖြစ်ပါတယ်။ဒါကတော့ခြုံချင်းမြို့ကနေပြီးတော့မူလုံးကိုသွားတဲ့ခီးစဉ်လေးပဲဖြစ်ပါတယ်။ခီးစဉ်အစလေးကတော့တိုးကရဲ့တခြင်းလေးနဲ့ပဲစတင်ခဲ့တာဖြစ်ပါတယ်။可是谁又能摆脱人世间的悲哀？ ဒီနေ့တော့ကြည့်ခဲ့တဲ့ပေါင်ချိန်ချန်ကျောင်းကားတွေကတခြင်းလေးကိုသူဆိုပြနေရပါတော့။ကန်ကောင်းတာလေးရောက်သွားတဲ့ရက်ကလေးကနေမိုးမရွာဘူးပေါ့နော်။အုပ်လေးနဲ့နေလို့ကောင်းတယ်။မူလုံးရောက်တဲ့အချိန်ကနေ့လယ်ဘက်ဆိုတော့ lunch လေးအရင်စားလိုက်ပါတယ်။ပြီးတော့မှတကယ် main လေပတ်ရမယ်။ Tian Shan San လို့ခေါ်တဲ့ Tree Nature Beaches ကိုတွားရောက်လက်ပတ်မှာဖြစ်ပါတယ်။ Transformer ရိုက်ကူးတဲ့နေရာဆိုပြီးတော့နာမည်ကြီးပါတယ်။ဒါကတော့အထဲကိုဝင်ချင်းမှာပေါ့ညီမတို့မြင်ရတဲ့ view ပါတောင်ပေါ်ကနေကြည့်ရတဲ့တောင်အောက်ကို view ပေါ့နော်။ဒါကတော့သူတို့ရဲ့ဒီနိုင်ငံကြောက်သားလေးပေါ့နော်အရှိတရက်ကတော့မိုးတွေတအားရွာလို့ပိတ်ထားတယ်လို့ပြောတယ်ညီမရောက်တဲ့ရက်ကတော့ကန်ကောင်းသွားတယ်မိုးမရွာအောင်ပြန်ဖွင့်နေဆိုတော့လေလူတွေအများကြီးတိတ်မရှိဘူးတန်းလည်းမရှိရအောင်ဆိုတော့ပေါ့ပေါ့ပါလေးပဲအစိမ့်ပီပီလေးပဲလဲပတ်လိုက်ရပါတယ်အခုကတော့ sightseeing elevator သုံးပြီးတော့ဒီတောင်ပေါ်ကနေပြီးတော့ပေါ့နော်ဒီတောင်အောက်တောင်ကြားထဲမှာရှိတဲ့တဘာဝအလှတွေကိုခန်းစားနေရပေါ့နော်ဒီတောင်ကြားထဲမှာသူဒီ elevator လေးလောက်ထားပါတယ်ဒီ elevator လေးစီးပြီးတော့တောင်ပေါ်ကနေပြီးတော့ဒီတောင်အောက်ဆင်းလာတာပေါ့တောင်အောက်ရောက်ပြီးဆိုတာနဲ့စိမ့်ဆုံနေတဲ့တစ်တော်အုပ်ကြီးတွေဒီတဘာအလျောက်ဖြစ်နေတဲ့ဒီကြောက်တောင်၃ခုပေါ့နော်သူတို့ခေါ်တာကတော့ထျန်းလုံးချင်းလုံးဟေးလုံးလို့ခေါ်တဲ့ဒီတောင်၃တောင်တွေ့ရမယ်အဲ့တောင်၃တောင်ဒီကတော့ဆင်းကြည့်ရပေါ့နော်တဘာအလိုင်းဖြစ်နေရဆိုတော့အရန်လှတယ်ဒီရေတခွန်လေးရှိတယ်ဒီတောင်ကြားထဲကနေထွက်လာတယ်ဒီတဘာဝအလျောက်ရေတိုက်စားပြီးတော့ဖြစ်လာတဲ့တောင်လေးတွေအလှကိုလာကြည့်ရပေါ့နော်မျက်လုံးနဲ့အပြင်မှာမြင်ရရင်တော့ပိုလှတယ်ဒါကတော့ unique နေရာလေး Tianfu official post office လေးလို့ခေါ်တဲ့နေရာလေးသူတို့အပြောအရတော့ရှေ့ခေတ်ကစာပို့တဲ့သူတွေအစိုးရအရာရှိရင်ခရီးသွားရင်းနဲ့နားတဲ့နေရာလေးပေါ့ဒါကတော့ဒီတောင်နေနဲ့အမှတ်တရလေးပေါ့ဒါကတော့တဘာဝအတိုင်းဖြစ်နေတဲ့ရေတခွန်လေးတွေကိုရိုက်ထားတာပါကိုဝါဓပွင့်ကရကြိုက်တဲ့တဘာဝအလှတွေခံစားတာကြိုက်တဲ့သူဆိုလို့ရှိရင်တော့ A3 Nature Beaches လေးကတော့ must try ပေါ့နော်သွားတဲ့နေရာထဲမှာပါပါတယ်အရန်လှပါတယ်တနေ့လုံးနဲ့လဲပတ်ပြီးပြီဆိုတော့ညစာသွားစားပါတော့မယ်ညစာစားပြီးဟိုတယ်ပြန်มาတော့မယ်အဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် see you in my next video အားလုံးပဲတတ်တာပါ